ကျောက်စိမ်းမြို့တော်ဟိုတယ်ရဲ့လက်ရှိခြေနေဖြစ်ပါတယ်သူကတော့ကဲတရေးကိုမကတ်နိုင်တဲ့အခြေအနေမျိုးရောက်သွားပါတယ်လွန်ခဲ့တဲ့2ရက်ကလေးကစဖြစ်ချင်းကလေးကကျွန်တော်တို့ကဲဖို့စူးစမ်းခဲ့ကြပါသေးတယ်လို့သိရပါတယ်ကဲတရေးကစူးစမ်းခဲ့ကြတယ်ဒါပေမဲ့အခု4လောင်းပေါ့နော်4လောင်းကြံနေပါသေးတယ်အဲဒီအောက်ထဲမှာကျွန်တော်တို့4လောင်းရှိပါတယ်ဒီဗီတော့ထုတ်ဖို့ဒီဗီတောင်ထုတ်ဖို့မလွယ်ဘူးဖြစ်နေပါတယ်သူကကျောက်စိမ်းမြို့တော်ဟိုတယ်ကဟိုတယ်တစ်လုံးလုံးလို့ပြည့်စည်သွားတာဖြစ်ပါတယ်ဟိုတယ်တစ်လုံးလုံးရှိသမျှအဆောက်အဦတွေအကုန်လုံးလို့ပြည့်စည်သွားတာမျိုးဖြစ်ပါတယ်ဒါဒီမှာတွေ့ရမှာဖြစ်ပါတယ်နေပြီးတော့ကျောက်စိမ်းဟိုတယ်ကျောက်စိမ်းမြို့တော်ဟိုတယ်ရဲ့လက်ရှိအခြေအနေဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ဒီလာခြင်းအကြောင်းရင်းကတော့အဲ့ဒီမှာပိတ်မိနေတယ်ဆိုတော့ဟိုထဲမှာကျွန်တော်တို့ဝန်ထမ်း4ဦးဝန်ထမ်းဆိုတာသူတို့စီမှာအလုပ်လာလုပ်တဲ့ဒီရင်းနှီးဆေးလုပ်တဲ့လုပ်ငန်းပိုင်းဝင်တဲ့ဝန်ထမ်း4ဦးတွေကမိသားစုဝင်တွေကဒီထဲမှာသူတို့မိသားစုဝင်ပိတ်မိလို့ကယ်တင်ပေးဖို့ဆိုပြီးတော့ပြောပါတယ်ပြောတဲ့အတွက်ကျွန်တော်တို့ကလာကြည့်တာဖြစ်ပါတယ်သို့တော်လည်းပဲဒီမှာတာဝန်ရှိသူတွေနဲ့မေးမြန်းလိုက်တဲ့အခါမှာတကယ်တမ်းအထဲထဲမှာ DB က4လောင်းလောက်ကိုကျန်ပါတယ်သို့တော့ကျွန်တော်တို့ဘလို့မှအဲ့ဒီနာကိုကတ်လို့ရနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်တင်ပြတာဖြစ်ပါတယ်ကတ်လို့မရနိုင်ဘူးဆိုတာလည်းမှန်ပါတယ်သူကမြင်းကြီးတဲ့တစ်ထက်လုံးကပြတ်ကျပြီးတော့ပထမရက်ကနေစပြီးတော့ကျန်တဲ့ဟာတွေကအားလုံးကမြင်းကြီးတဲ့ကိုကျွန်းကြတယ်လို့ကျွန်းကြပြီးတော့ဖိသွားတာဖြစ်တဲ့အတွက်တို့ဘယ်ရောင်မှသွားထိလို့ရနိုင်လို့ရမလွယ်ပါဘူးဘယ်ကယ်စီကြီးမှလည်းဒါကျွန်တော်တို့လိုကယ်စီကြီးလည်းဝင်ရဲလောက်ပါဘူးဘာလို့လဲဆိုတော့တကယ်သွားပြီးတော့သွားထိမိလို့တစ်ခုခုလွတ်သွားတာနဲ့အပေါ်ကအပုံလိုက်ကြီးပြိုကျလာမယ့်အခြေအနေမျိုးဖြစ်ပါတယ်အပေါ်ကပုံလိုက်ကြီးပြိုကျလာမယ့်အခြေအနေမျိုးမှာတော့သူကကပ်ဖို့ရမဖြစ်နိုင်တဲ့အခြေအနေကြီးပဲနည်းနည်းဝိတ်ကြီးမဟုတ်ပါဘူးအဲဒီတော့DB ကိုလက်ရှိမကောက်နိုင်သေးတဲ့အခြေအနေမျိုးမြင်တွေ့ရတာဖြစ်ပါတယ်သူမဟုတ်ဘူးအစအကုန်လုံးဒါသူကတော်တော်ပြင်းပြင်းထန်ထန်ထိသွားတာပါကြောက်စင်ရ这龙啊，我都记不到了，我都记不到，比如，အပေါ်ကအဆောက်အဦကြီးကအောက်ကိုဖိပြီးတော့မှပြက်လျက်သားကြီးအဲ့ဒီခြေနေကြီးဖြစ်ပါတယ်ကျွန်တော်တို့ငါးစဖားကိုဒါစုံစမ်းချက်အရတော့လွန်ခဲ့တဲ့2ရက်ကလေးကယ်ဆယ်ဖို့ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့သူကမရှိတော့ဘူးလို့ပြောပါတယ်